အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျိတ်မှန်ပင်ကျောင်းလွယ်နည်းငယ်မျှဝေချင်ပါတယ်ရှင်တချို့ကကျိတ်မှန်ပင်ကအမာရွက်ပြောက်တဲ့သပင်တန်တယ်လို့သိပေမဲ့ကျိတ်မှန်ပင်ကဘလို့အမျိုးအစားလဲဘယ်နေရာတွေမှာပေါက်တာလဲဘလို့အသုံးပြုတာလဲဆိုတာသိမသိကြသေးပါဘူးဒါကြောင့်အနေငယ်မျှဝေချင်ပါတယ်ရှင်ကျိတ်မှန်ပင်ကအယိုးနေချင်းချင်းရှိပြီးတော့အပွင့်ကတော့အဖြူရောင်ရှိပါတယ်ရှင်ရေမြောင်းရေကန်ဘေးတွေမှာပေါက်လေးရှိပြီးတော့နေရာဒေသတော်တော်များများမှာတွေ့ရလေရှိပါတယ်ရှင်။မာရွက်နဲ့မီးလောင်တာတွေအတွက်အသုံးပြုမယ်ဆိုရင်တော့ကျိတ်မှန်ရွက်ရဲ့တက်ထူရီကိုလိမ့်ပေးလို့ရပါတယ်ရှင်။တပင်တန်ချင်းသူများကတော့ပြင်စ၅ပါးကိုအနှစ်ကြကြပြုတ်ပြီးပြုတ်ရီ30ချက်သားကိုနှမ်းစီ30ချက်သားရောပြီးစီကြအောင်ချက်ပြီးလိမ့်လို့ရပါတယ်ရှင်။မီးရက်ထိန်တဲ့သူတွေအတွက်ကတော့ကျိတ်မှန်လက်တဆုပ်ခန့်ကိုထန်းလျက်သုံးခဲနဲ့ဂျင်းပပထည့်ပြီး3ကပ်တစ်ခွက်ကြိုတောက်လို့ရပါတယ်ရှင်။ဒါအပြင်နေရာဒေသအလိုက်အသုံးပြုမှုများစွာလည်းရှိပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။